စေအုပ်စုကတော့တရုတ်နိုင်ငံရဲ့အစီအစဉ်နဲ့ဆောက်လုပ်မဲ့ရေကာတာစီမံကိန်းပြန်ဆမယ်ဆိုရင်နိုင်ငံအတွက်အင်မတန်ကောင်းမွန်ကြောင်းပြောဆိုပါတယ်ဒေတာကန်တွေအားလုံးဒီလျှက်စစ်ပြီးလိုချင်တယ်ဒါပေမဲ့သူတို့စီမှာတချို့တွေလည်း information မှားတွေရနေတယ်ဒါကြီးလောက်လိုက်ရင်ရေကြီးရေရှမ်းမှုတွေပျောက်သွားမယ်ဒေတာကန်တွေနေရာတွေဖယ်ပေးရမယ်စသည်ဖြင့်သူတို့ဒဏ်ကြီးကတော့ဘယ်တော့ဘယ်ညာဖြစ်ရင်လူတွေရဲ့အသက်ဝေးစီးစိတ်ပူရတယ်ဒါမျိုးတွေသူတို့စိုးရိမ်ပူပန်မှုတွေရှိပါတယ်အဲ့ဒါတွေကိုလည်းကျမတို့အသေးစိတ်ဆန်းစစ်လေ့လာတယ်ကောင်းကျိုးကဘလောက်ဆိုးကျိုးကဘလောက်ဖြစ်နိုင်လဲ check and balance နောက်တစ်ခုကတော့ balance လုပ်ရပါတယ်စီမံကိန်းတိုင်းမှာအကောင်းလည်းရှိပါပဲအဆိုးဆိုတာလည်းပါပါမယ်အဲ့ဒီအတွက်ကို check and balance လုပ်ပြီးအကောင်းရာခိုင်နှုန်းများရင်ဒီစီမံကိန်းတွေကအကောင့်ထဲပေါ်သွားမှာပဲဖြစ်ပါတယ်မြစ်ဆုံရေအားလျှက်စစ်စီမံကိန်းဒေသခံတွေလက်ခံလာရေးကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခတ်ထိန်နိုင်ကလည်းဒေသတွင်းမှာလိုက်လံစီယုံနေပါတယ်ဘိုးအားသိဖို့တော့ဒုက္ခရောက်တဲ့နိုင်ငံဆိုဘယ်လိုလုပ်တက်မလဲနော်ပြည်နယ်ဆိုဘယ်လိုလုပ်တက်မလဲအဲ့ဒါလည်းဘာမှမပူနဲ့ဒီခုကကြည့်လိုက်မြစ်ဆုံလို့တော့ကျွန်တော်လူခဲ့တဲ့ဒီပေါင်းနဲ့10လောက်ကတစ်ခေါက်လုပ်မယ်ဆိုတော့ကျွန်တော်တို့စံတပြခဲ့တာလေဒီခေါက်စုလုပ်တော့ပါအရာနောင်တရတယ်ကိုကဘာမှမနောက်ဆိုနံပါတ်1ဖြစ်မလားတော့မသိဘူးနိုင်ငံရေးလေးလာသူတချို့ကတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေသမရအဖြစ်အသွင်ပြောင်းလာနိုင်ရေးမှာတရုတ်နိုင်ငံရဲ့တပ်တမန်ရေးနဲ့နိုင်ငံရေးထောက်ပံ့တွေအရေးပါတဲ့အခမ်းကဏ္ဍကပါဝင်ခဲ့တယ်လို့သုံးသပ်ပါတယ်တရုတ်မြန်မာနယ်စပ်အခြေစိုက်လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေစစ်အုပ်စုရဲ့တိုင်းစစ်ဌာနချုပ်နဲ့အစစ်မြစ်တပ်မှုတွေကိုပါဖမ်းဆီးနိုင်ခဲ့တဲ့132ခွန်စစ်စင်ရေးချက်ချင်းရဆိုင်မှုတရုတ်နိုင်ငံဟာလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကိုချင်းချောက်အကြက်ကန်ခဲ့တာကိုလည်းထောက်ပြပါတယ်ရေလောင်တမန်တွေမတော်တဆပြကြရမှာတရုတ်နိုင်ငံလိုနိုင်ငံကြီးတစ်နိုင်ငံအနေနဲ့ကယ်ဆယ်ရေးတွေအင်တိုက်အားတိုက်ဆောင်ရွက်နိုင်ပေမဲ့နိုင်ငံရေးအရာတည်ငြိမ်မှုမရှိသလိုကူညီကယ်ဆယ်ရေးလုံလုံလောက်လောက်မရှိတဲ့မြန်မာနိုင်ငံမှာဆိုရင်တော့လူထုအနေနဲ့အကြီးကျယ်ဒုက္ခရောက်မှာကိုအားလုံးကစိုးရိမ်နေတာပါလက်ရှိမြန်မာနိုင်ငံမှာလျှက်စစ်စီးပွားရေးနဲ့အခြေခံဝန်ဆောင်မှုပြဿနာတွေဆက်လက်ကြုံတွေ့နေရချိန်မှာမြစ်ဆုံတို့အကြီးစားစီမံကိန်းအကောင့်ထဲပေါ်နိုင်မလားဘေးကင်းလုံခြုံရေးကိုဘယ်လောက်ထိအာမခံမလဲဆိုတာကတော့လူထုအကြားဆက်လက်မေးခွန်းထုတ်စရာဖြစ်နေပါတယ်